ညတိုင်းကျမဟာချုံမောလှပတဲ့လူငယ်တယောက်ရဲ့ပုံတူပကြီးကားကိုနမ်းပြီးလင်းယောက်ျားလို့ခေါ်ခဲ့မိတယ်ဒါပေမဲ့ဒါကနှစ်ပေါင်းများစွာအထီးကျန်လာခဲ့တဲ့ဗလာဟောင်းလောင်းဖြစ်မှုကိုမပြေပြောက်စေခဲ့ဘူးဒါကြောင့်မို့လို့ပကြီးကားတဲ့ကချုံမောတဲ့သူသားတကယ်ပြင်ပမှာရှိနေရင်တိတ်ကောင်းပါပဲလို့စိတ်ထဲကနေတိတ်တဆိတ်ဆူတောင်းနေမိခဲ့တာအဲ့ဒီနေ့ကလည်းထုံးစံအတိုင်းပကြီးကားတဲ့ကချုံမောတဲ့လူငယ်ရဲ့ပုံတူကိုနမ်းလိုက်မိတယ်ဒါပေမဲ့ကျမရဲ့နှက်ခမ်းတွေကတိမ်မွေးတဲ့နှွေးထောင်မှုကိုခံစားလိုက်ရတယ်ကျမချက်ချင်းသတိမမူမိခင်ပါပဲပကြီးကားတဲ့ကနေအလွန်ချုံမောတဲ့အမျိုးသားတစ်ယောက်ထွက်လာခဲ့တယ်သူကပကြီးကားချက်ပေါ်ကနေလက်ကိုမြှောက်လိုက်တဲ့အခါရုတ်တရက်နွယ်ပင်တပင်ထွက်လာပြီးကျမရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်လို့ပကြီးကားတဲ့ကကဘာစီဆွဲခေါ်ဖို့ကြိုးစားတော့တာပဲကျမရှိသမျှအင်အားနဲ့ရုန်းကန်ခဲ့တယ်အဲ့ဒီအချိန်မှာသူကကျမရဲ့မေးစေ့ကိုလက်နဲ့ကင်ပြီးသူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင်ခေါင်းကိုအတင်းမော့စေခဲ့တယ်နတ်ဖျားတစ်ပါးလိုချုံမော်လုံးနဲ့မျက်နှာတွင်ပြင်ကအနှဲငယ်ကိုင်းညွတ်လာပြီးသူ့ရဲ့မင်အောင်ရှိတဲ့စပင်ရှည်ကြီးတွေကကျမရဲ့ဘားပြင်ကိုလာပုတ်တိုက်သွားခဲ့တယ်မင်းမဲငါ့ကိုနှိုးခဲ့တာဒါဆိုမင်းကငါရဲ့တလို့သမီးပေါ့ကြောက်စိတ်ကြောင့်ကျမရဲ့ဝိညာဉ်ဟာကိုပြောင်းမတက်ဖြစ်သွားခဲ့တယ်တွေးထွက်လွန်လို့အမြင်မှားတာလို့ထင်နေရင်တရေလို့ကျမအော်ဟစ်ပြီးနောက်ဆုတ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့သူကကျမရဲ့မေးစေ့ကိုလှုပ်မရအောင်အခိုင်အမာဆုပ်ကင်ထားခဲ့တယ်သူရဲ့လှပတဲ့မျက်ခုံးတွေကအနှဲငယ်တွန့်ကွေးသွားပြီးမျက်ဝန်းအိမ်အောက်ခြေမှာတော့မထောက်မညာနှာခေါင်းရှုံးတဲ့အရေးရောင်တစ်ခုဖြစ်ပြေးသွားခဲ့တယ်စူညံလိုက်တာဒါတင်မကသေးဘူးမင်းရဲ့ခန္ဓာကိုယ်ကတိတ်အားနေလွန်းတယ်သူစကားပြောပြီးတာနဲ့လက်ကိုလွှတ်လိုက်တယ်သူ့ရဲ့ပုံရိပ်ကရိမ့်ထိုးသွားပြီးခဏချင်းမှာပဲစိမ့်ပြရောင်မိကိုရန်တစ်ခုအဖြစ်ပြောင်းလဲလို့ပကြီးကားတဲ့ကိုပြန်ဝင်သွားခဲ့တယ်ရွှေရောင်လင်းနှန်းတွေကွက်ပြောက်သွားပြီးထင်းတိုက်ဟောင်းဟာလည်းတေလူလိုတိတ်ဆိတ်ချင်းစီပြန်ရောက်သွားပြန်တယ်ခုနကဖြစ်ပျက်ခဲ့သမျှအရာအလုံးဟာခဏတာမက်လိုက်တဲ့အိမ်မက်တစ်ခုလိုပဲဒါပေမဲ့ကျမရဲ့မေးစေ့ပေါ်မှာကြန့်ရှိနေသေးတဲ့အေးဆက်ဆက်အထီးတွေကတော့အံ့ဩစရာကောင်းလောက်အောင်ထင်ရှားလို့နေခဲ့တဲ့တုံတုံရင်နဲ့အဲ့ဒီနေရာအထိတွားသွားပြီးပကြီးကားကိုစိုက်ကြည့်လိုက်တယ်ညစိမ့်တောင်ကဧည့်သည်တော်ဟာပကြီးကားပေါ်မှာလှုပ်ရှားမှုမရှိဘဲရှိနေသေးပဲဒါပေမဲ့ပကြီးကားပေါ်ကအကွဲကြောင်းကတော့ပျောက်ကွယ်သွားခဲ့ပြီးတွေးကွက်ကလည်းဘာအရေးရောင်မှမကြံပဲပျောက်ကွယ်သွားခဲ့ပြီးရှင်ဘာကောင်းလဲတက်တီမွေးပြီးပကြီးကားကိုတိုးတိုးလေးမေးလိုက်မိတယ်ပကြီးကားတဲ့ကနေပြင်းရင်ညီငွေပြီးအားနေနေတဲ့လောင်ပြောင်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်ဒါကရှန်ရန့်ရဲ့စံအိမ်ပဲမင်းအတွက်ကတော့အခုကစပြီးမင်းကငါသတင်း300နေရဖြစ်သွားပြီရှန်ရန့်ဆိုတဲ့နာမည်ကကျမအတွက်တိတ်ဆိမ့်လွန်းနဲ့အသေးစိတ်မေးမြန်းဖို့အချိန်မရခင်မှာပဲထင်းတိုက်တကားရဲ့တောက်ခလောက်ကနေတန်ချောင်းချင်းရိုက်မိတဲ့အတန်ထွက်လာခဲ့တဲ့ဝမ်မီသားစုကဆေးလွတ်လိုက်တဲ့အဖွားကိုရှမ်းနဲ့အဖွားကိုလီတို့ကတကားကိုတုံးဖွင့်ပြီးဝင်လာခဲ့ကြတယ်သူတို့လက်ထဲမှာတောက်ပတဲ့အနီရောင်တေလူဝစ်စုံတစ်ထည်ပါလာခဲ့တယ်သူတို့မျက်နှာတွေမှာတော့မကောင်းကြံစီတဲ့အပြုံးတွေပြည့်နေခဲ့တယ်ဒုတိယသခင်မလေးအချိန်နီးပြီးသူတို့သမီးဝစ်စုံလဲပြီးထွက်ခွာဖို့ပြင်ဆင်ရတော့မယ်အဲ့ဒီဆူရှာတောက်ပတဲ့အနီရောင်ဝစ်စုံကိုကြည့်ပြီးချက်ချင်းပဲကြောက်စိတ်ကနှလုံးသားကိုဖိညစ်လာခဲ့တဲ့မိမကြီးဝမ်ဟာသူ့ရဲ့သမီးအရင်ဖြစ်တဲ့စူဝမ်ချင်းကိုမဟာဆရာကြီးလီနဲ့အဆင့်တန်းမြင့်မားသွားစေဖို့အတွက်ကျမရဲ့အသက်ကိုလေကားထစ်အဖြစ်အသုံးပြုဖို့ကြံစီနေတာပြီးခဲ့တဲ့မိနစ်ပိုင်းတင်ကပဲအသက်ထွက်သွားခဲ့တဲ့လီမီသားစုရဲ့ယောဂသည်သားနဲ့ကျမကိုအတင်းကျပ်လက်ထပ်ခိုင်းဖို့လုပ်နေတာပဲဒီအပုပ်နံနဲ့နာမည်ဆိုးနဲ့တရေလက်ထပ်ပွဲကိုတွားဖို့ကျမကိုဖိအားပေးနေကြတာအဲ့ဒီအဝတ်စားကတေလူတွေအတွက်ကျမမဝတ်ဘူးထွက်သွားကြကျမကြောပြင်ကိုနေရံမှာကတ်ထားရင်းနောက်ကိုစုံမိခဲ့တယ်ဒါကညီးအလိုအတိုင်းဖြစ်ရမှာမဟုတ်ဘူးအဖွားအိုနှစ်ယောက်ကမကောင်းဆိုးဝါအပြုံးတွေနဲ့ကျမစီတိုးကပ်လာခဲ့တယ်ကျမမျောလင်းချက်မဲ့စွာမျက်လုံးတွေကိုပိတ်ထားရင်းစိတ်ထဲကနေဗီဇအတိုင်းအော်ဟစ်လိုက်မိတယ်ကဲကြပါအတုံးမကြတာရှန်ရန့်ကြီးရဲ့အေးဆက်ဆက်တန်ကကျမရဲ့စိတ်ထဲမှာဟိမ့်ထွက်လာခဲ့တယ်ကျမမျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်တဲ့အခါအဲ့ဒီရှေးဟောင်းပူရပိုက်လေးပေါ်ကနေမင်းရောင်မြူကိုရန်တစ်ခုဖြည်းဖြည်းချင်းလွတ်ပြန်တက်လာတာကိုမြင်လိုက်ရတယ်ပကြီးကားထဲမှာရှိနေတဲ့ရှန်ရန့်ကြီးကလက်ညိုးကိုအသားလေးတောက်ခောက်လိုက်တဲ့အခါအဲ့ဒီမြူကိုတွေကလေးညိုးကနေရုံထွက်သွားတဲ့မြတစင်လူမျိုးချက်ချင်းပဲအရှိန်နဲ့ထွက်လာခဲ့တယ်ပကြီးလိတ်ဟာကျမရဲ့ကြောဘက်မှာစူးစီးသွားခဲ့တယ်အဖွားကိုရှမ်းနဲ့အဖွားကိုလီရဲ့လက်တွေကကျမကိုထိလူနီပါဖြစ်နေချိန်မှာပဲသူတို့ဟာတကိုယ်လုံးတောင်းတင်းသွားကြတော့တယ်သူတို့ဟာထိတ်လန့်တုန်လှုပ်စွာမျက်လုံးအစုံဖွင့်ကြည့်ရင်ကျမရဲ့နောက်ကျောစီကိုစိုက်ကြည့်နေကြတယ်သူတို့မျက်နှာကတွေးရောင်တွေချက်ရင်းပျောက်ကွယ်သွားခဲ့ပြီကျမဝေခွဲမရဖြစ်ပြီးနောက်ကိုလှည့်ကြည့်လိုက်ပေမဲ့ဘာမှမမြင်ရဘူးဒါပေမဲ့အဲ့ဒီဖွားကိုနှစ်ယောက်ရဲ့မျက်စိထဲမှာတော့ကျမရဲ့နောက်ွယ်မှာစိမ့်ဖန့်မျက်နှာထက်မြက်တဲ့အဆွဲတွေကြောက်မက်ဖွယ်တွင်ပြင်တွေနဲ့အတူတွေးရည်တွေယိုစီးနေတဲ့ပါဇက်အကြီးကြီးကိုဖျက်ပြနေတဲ့ခေါင်းသုံးလုံးလက်ချောက်ဖက်ပါတယ်တရေတစေကြီးတစ်ကောင်ရှိနေတာပဲတရေရင်ခွဲမတက်အော်ဟစ်တန်ကြီးကညအမောင်ကိုခွဲဖြတ်သွားပြီးအဖွားအိုနှစ်ယောက်ဟာတေလူဝစ်စုံကိုတောင်ကျမ်းပြင်ပေါ်မှာပစ်ချထားခဲ့ပြီးလဲကြလိမ့်ပက်ရင်အလန့်တကြားထွက်ပြေးသွားကြတော့တယ်ထင်းတိုက်ဟောင်းဟာပြန်လဲတိတ်ဆိတ်သွားခဲ့ပြီးကျမကတော့လက်ဖြတ်နေတုံးပဲမို့အသက်ကိုပြင်းပြင်းရှူနေမိခဲ့တယ်မင်းကြောက်နေပြီလားရှန်ရန့်ကြီးရဲ့အတန်ကထပ်မံထွက်ပေါ်လာပြန်တယ်ဒါပေမဲ့တိတိတတ်တာအားနေနေတဲ့လေတံမျိုးနဲ့ပကြီးလိတ်ထဲကမြစိမ့်တောင်ကယာတုစုပ်ပုတ်ကိုရဲ့ပုံရိပ်ဟာရိမ့်ထိုးသွားပြီးအနှဲငယ်ပုံမူပွင့်လင်းမြင်သာမိမ့်သွားတာကိုကျမကိုယ်တိုင်မြင်လိုက်ရတဲ့သူဟာရှိသမျှအင်အားတွေကိုကုံဆုံးသွားစေခဲ့ပုံရပြီးပကြီးကရဲ့အနက်ဆိုင်ဆုံးနေရာစီကိုပြန်လဲပြိုကျသွားခဲ့တယ်ဒါကိုရှင်လှုပ်လိုက်တာလားကျမမယုံနိုင်ပဲမေးလိုက်မိတယ်အရေးမပါတဲ့လှည့်ကွက်ကလေးတစ်ခုပါသူ့ရဲ့လေတံကမထောက်မညာရှိလာပေမဲ့အတန်ကတော့တုံရီပြီးတိုးညင်းနေခဲ့တယ်ဒီအရှင်မြတ်ဟာနှစ်ပေါင်းတူညတိုင်အိတ်ဆက်ခဲ့ရတာဝိညာဉ်စွမ်းရည်တွေကုံဆုံးမှုကပြင်းထန်လွန်းတဲ့မင်းရဲ့ဒီသွေးဆက်လေးကငါရဲ့တွားကြညက်တာကိုတော့မဖြည့်ဆည်းပေးနိုင်ဘူးသူခက်တာရက်တန့်သွားပြီသူ့ရဲ့အတန်ကညင်းပယ်လို့မရတဲ့ချင်းချောက်မှုတွေပြည့်နေနေရင်ရုတ်တရက်အေးဆက်သွားခဲ့တယ်မင်းအသက်ရှင်ခြင်းရင်ဝိညာဉ်စွမ်းအင်ပါဝင်တဲ့အရာတစ်ခုခုကိုငါအတွက်သွားရှာပေးဝိညာဉ်စွမ်းအင်ဟုတ်လားကျမလိုဝါအောင်တောင်မစားရတဲ့မယားငယ်ရဲ့သမီးတစ်ယောက်ကအဲ့ဒီလိုကြက်မဲ့တဲ့အရာမျိုးကိုဘယ်မှာသွားရှာရမှာလဲစူမီသားစုရဲ့ဘိုးဘွားစင်မြေရှန်ရန့်ကြီးကကျမရဲ့အတွေးတွေကိုဖတ်နိုင်ပုံရပြီးအေးဆက်တဲ့အတန်နဲ့အမိတ်ပေးခဲ့တယ်အရှိတောင်ဘက်ထောင်ကဘိုးဘွားပေါင်ရဲ့အောက်မှာဝတ်ထားတဲ့ကြောက်စိမ့်ဆွဲသည့်တစ်ခုရှိတယ်အဲ့ဒါကလွန်ခဲ့တဲ့နှစ်တူညကငါကျဲပက်ခဲ့တဲ့ဝိညာဉ်ကြောရဲ့အပိုင်းစားတစ်ခုပဲသွားရှာချေကျမဒီအချက်လက်ကိုနားလည်အောင်ကြိုးစားဖို့အချိန်မရခင်ပါပဲထင်းတိုက်တကားဟာဒေါသတကြီးနဲ့နောက်တစ်ကြိမ်ရိုက်ချိုးဖျက်ဆီးခြင်းခံလိုက်ရပြန်တယ်ဒီတစ်ကြိမ်မှာတော့အိမ်တော်ရဲ့လူတွေရောက်လာတာပဲခြံရံပါလာတဲ့ထွားချိုင်းတောင်တင်းတဲ့လူမိုက်အနေငယ်ကဘာစကားမှမပြောဘဲကျမကိုဖမ်းဆွဲပြီးအပြင်ကိုတရွတ်တိုက်ဆွဲခေါ်သွားကြတော့တယ်
အချိန်ကြပြီးလီမီသားစုကလူတွေမမကြီးဆောင်မှာစောင့်နေကြပြီးညီးထပ်ပြီးလှည့်ကွက်တွေတုံးနေရင်သူတို့သမီးကလပ်ထိုင်မှာဓာတ်ရိုက်ချီနှောင်ပြီးခေါ်သွားလိမ့်မယ်ခြံဝင်းကိုဖြတ်ပြီးတရုတ်တိုက်ဆွဲခေါ်ခံရပြီးနောက်မိမောင်းလင်းထိန်နေတဲ့မမကြီးဆောင်ကိုရောက်လာခဲ့တယ်လီမီသားစုကလူတွေတကယ်ပဲရောက်ရှိနေကြပြီးအရှိဆုံးမှာတော့လီမီသားစုရဲ့အိမ်တော်ထိန်းချုပ်ရှိနေပြီးသူ့ရဲ့နောက်ွယ်မှာတော့အစီခံနှဲငယ်ကအပေါ်မှာနာမည်ရေးထားတဲ့တစ်သားပေါင်တစ်ခုကိုတည်ဆောင်ထားကြတယ်အနက်ရောင်စေးသားနဲ့ရေးထားတာကတော့ဝမ်ဖူလီရှုဝင်ဝိညာဉ်နေရတဲ့မိမကြီးဝမ်နဲ့သူ့ရဲ့ညီမဆူဝင်ချင်းတို့ကတော့ကျင်းနဲ့အားရတဲ့အပြုံးတွေနဲ့ဘေးတစ်ဖက်မှာထိုင်နေကြတယ်သူတို့ကကျမကိုရစ်ပလင်ရဲ့ရှေ့မှာဒူးထောက်ဖို့အတင်းအကျပ်လုပ်ခဲ့ကြတယ်ကျမရဲ့နားထဲမှာတော့ဆုံးပြပူဇော်ခြင်းကိုရွတ်ဆိုနေတဲ့လီမီသားစုအိမ်တော်ထိန်းရဲ့ကျေလောင်တဲ့အတန်ကိုကြားနေရတယ်ပထမအကြိမ်မြေကဘာနဲ့မိုးကောင်းကင်ကိုဥချကန်တော့ကျမဟာရုပ်သေးရုပ်တရုပ်လိုပဲသူတို့ကကျမရဲ့ခေါင်းကိုကင်ပြီးအောက်ကိုပြင်းပြင်းထန်ထန်ညှို့ချစေခဲ့တယ်အရှက်ရမှုကြောင့်စီးကျလာတဲ့မျက်ရည်တွေကကျမရဲ့မျက်ဝန်းတွေထဲမှာဝဲလည်နေခဲ့တော့တယ်